အားလုံးပဲမင်္ဂလာပါ EC2D YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒါတနင်္လာနေ့ပေါ့နော်ဒါတနင်္ဂနွေနေ့ညမှာဗီဒီယိုလုပ်တယ်ဆိုပေမဲ့ဒီကောင်ကတနင်္လာနေ့မနက်မှမြင်ကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့တနင်္လာနေ့မှာကျွန်တော်တို့ကဘာတွေစားရမလဲအခုလာမယ့်တစ်ပတ်စာပေါ့နော်ကျွန်တော်တို့ပိတ်ရမရှိတဲ့အပတ်ဒီအများကြီးကကျွန်တော်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတာမဟုတ်ဒီတစ်ပတ်ပြင်ကျွန်တော်ပြီးပြီပေါ့နော်နောက်တစ်ပတ်မှာပိတ်ရက်2ရက်ရှိတယ်2ရက်ရှိပြီးတော့ကျွန်တော်တို့ကနောက်ထပ်4ပတ်ဆက်တိုက်ကတော့ပိတ်ရမရှိဘူးเนาะဆိုတော့ဒီတစ်ပတ်မှာကျွန်တော်တို့ကစားတဲ့အနိုင်ရှုံးတွေကိုနောက်တစ်ပတ်မှာပြန်ယူလို့ကျွန်တော်တို့ကမလွယ်သေးဘူးเนาะနောက်ထပ်တစ်ပတ်ကျော်ကြာမှရအောင်ဆိုတော့ရှေ့ဗီဒီယိုမှာကျွန်တော်เนาะခဏသုံးလို့ရေပင်ညီမှုပြင်မှာပူးမှုတွေပါတယ်အများကြီးပြောခဲ့တာပေါ့เนาะဆိုတော့ဒီတစ်ပတ်မှာကျွန်တော်ကဘာရှိလဲလို့မေးတဲ့လူတွေအတွက်ဒီတစ်ပတ်ကကျွန်တော်စီမှာဘာတွေရနိုင်လဲဆိုတော့ကျွန်တော်ပထမတစ်ခုအနေနဲ့ကဟူးမကျော်ဒီလုံးခွေရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ break เนาะ share break တစ်လုံးထဲပေါ့နော်တစ်လုံးထဲသူကတော့တပတ်စာဖြစ်တယ်เนาะတပတ်စာဖြစ်တဲ့ share break တစ်လုံးထဲရှိရဲ့အဲ့ဒီကောင်ကကျွန်တော်တို့ဘယ်ကရတဲ့မူလဲဆိုတော့ကျွန်တော်တို့ဟောပေါ့နော်ဒီအလေ9နှလုံးတူခြင်းပေါ့နော်တောက်ကြနေမှာအလေ9နှလုံးတူခြင်းဖြစ်စဉ်ကနေရတဲ့ break တစ်လုံးပေါ့နော်ကျွန်တော်အားလုံးမအဲ့ကနေပတ်တီးရတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့၄လုံးခွေရတယ်ပြီးတော့ break တစ်ခုရတယ်ပေါ့နော်ဒါပေမဲ့ပတ်တီးနဲ့၄လုံးခွေတွေကကျွန်တော် free ပေးလိုက်တယ် break တစ်ခုကိုပဲပေါ့နော်ကျွန်တော်ကတ်ထုတ်လိုက်ဆိုဟိုမကျော်၄လုံးခွေလိုချင်တဲ့ကျွန်တော်ကိုမာတွေကလည်းဒါစာဖို့တော့ပေါ့နော်မနေ့ဖက်မနေ့ကြလို့ရှိရင်ကျွန်တော်အကြောင်းပြမနေ့စောစောတော့လာယူပြီးပေါ့နော်ဘာလို့ဆိုကျွန်တော်ကမအားဘူးပေါ့နော်မနေ့ဆိုလို့ရှိရင်ကျွန်တော်ရုံတော့ဆိုတော့ဒီတစ်ပတ်မှာထူးခြားတာကဘာလဲဆိုတော့ဒီကျွန်တော်ရဲ့ဒီဟူးမကျော်၄လုံးခွေကကျွန်တော်ကညီကိုနှလုံးကတ်ထားပြီးတာပေါ့နော်ပထမနှလုံးကညီကိုဒုတိယနှလုံးကလည်းညီကိုနှလုံးကတ်ထားပြီးတာဆိုတော့အဲ့ညီကိုနှလုံးကတ်ထားပြီးခြင်းကိစ္စကဘာဒီတစ်ပတ်နဲ့ဘာပဲဖြစ်စဉ်နဲ့ဆိုင်လဲဆိုတော့ကျွန်တော်တို့ဒီပူဘရိတ်ပေါ့နော်ဒီတောက်ကြညနေမှာပူဘရိတ်ထွက်တဲ့ကိစ္စပေါ့နော်တောက်ကြညနေမှာပူဘရိတ်ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ပတ်မှာညီကိုလာတတ်တယ်ပေါ့နော်ဆိုတော့ညီကိုလာတတ်တယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဒီညီကိုကဒါကျွန်တော်ဝီးထိုးရမယ့်ဟာမျိုးပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေမြင်မယ်ဒီမှာ3ညဆိုတဲ့ညီကိုတွေ့ရမယ်ပေါ့နော်နောက်တစ်ခုကဒီဘွားဟေးကတော့ဒါပိတ်ရရှိတယ်ပေါ့နော်ပိတ်ရရှိတဲ့အခါကျတော့ဒီမှာဒါပေမဲ့ဒီမှာ1နှစ်ဆိုပြီးထွက်တယ်ပေါ့နော်ဆိုတော့1 3ညလို့1နှစ်တို့ထွက်တယ်ဒါစောစောကကျွန်တော်ပြတယ်ဒီအောက်ကနော်ဒါညီကိုပေါ့နော်ညီကိုဆိုရှင်ကျွန်တော်ဒီဘက်ကိုဆိုတော့ဒီနာကနေဆိုတော့ကျွန်တော်ဒီမှာ1နှစ်ဆိုပြီးထွက်တယ်ဆိုတော့ရှေ့ဗီဒီယိုမှာကျွန်တော်အတန်နဲ့တူးလူပြောတာပေါ့နော်အတန်နဲ့တူးလူဆိုတာအခုချိန်ကျွန်တော်ဒီမှာည7နာရီလောက်ဖြစ်နေပြီပေါ့နော်ဆိုတော့အတန်အရန်ကြေးပြောလို့မကောင်းဘူးပေါ့နော်မကောင်းတဲ့ခါကျတော့ကျွန်တော်ကဒါအတန်တူပဲပုံမှန်ပဲပြောတော့ပေါ့နော်ဆိုတော့နောက်ထပ်ဖြစ်စဉ်တစ်ခုကဘာလဲဆိုတော့အဲ့ဒီဟာကကျွန်တော်ရှာကြီးတွေပေါ့နော်ဘာလဲဆိုတော့ဒါတောက်ကြာနေမှာမနက်အပိတ်ညနေအပိတ်တူခြင်းပေါ့နော်မနက်ပိတ်ညနေပိတ်တူတယ်ဆိုလို့ရှိရင်တဲ့သူကနောက်တစ်ခါမှာကျွန်တော် tip break ထွက်တယ်ပေါ့နော်ဆိုတော့ active break ဆိုတော့ဒီမှာ83ဆိုပြီးထွက်တယ်ကျွန်တော်ဒီမှာနည်းနည်းလန်းမိတယ်လို့တော့ရှာကြည့်ထားတယ်ပေါ့နော်ဖြစ်စဉ်တွေဆိုတော့ဒီမှာကျွန်တော်တို့9နဲ့တူတယ်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပတ်မှာ38ဆိုပြီးထွက်တယ်ဒီမှာဆိုလို့ရှိရင်2နဲ့တူတယ်ပေါ့နော်2နဲ့တူတဲ့ခါကျွန်တော်ဒီမှာ38ဆိုပြီးထွက်တယ်ဒီမှာ4နဲ့တူတယ်ဆိုတော့အဲ့4နဲ့တူတဲ့ဖြစ်စဉ်ကကျွန်တော်ဒီအပေါ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ4ခွန်ဆိုပြီးထွက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ကိုမှတွေ့ရအောင်ဆိုတော့အဲ့ tip break ကလည်းကျွန်တော်နောက်တစ်ပတ်မှာသတိထားပြီးတော့ကစားရမယ့်တခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဖြစ်စဉ်တစ်ခုကဘာရှိသေးလဲဆိုတော့ဒီတောက်ကြညနေမှာအပူထွက်တဲ့ကိစ္စပေါ့နော်တောက်ကြညနေမှာအပူထွက်တဲ့ကိစ္စရှိတယ်တောက်ကြညနေမှာအပူထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပတ်မှာတဲ့အဲ့ဒီဟာကတော့ကျွန်တော်အများကြီးမစက်ကသေးဘူးနော်အများကြီးမစက်ကသေးဘူးဆိုတာကဘယ်ဟာလဲဆိုတော့ကျွန်တော်ဒီမှာဒီကနန်းအုပ်စုပေါ့နော်ဒါပရိဒါကနန်းအုပ်စုလို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ပရိဒါကနန်းအုပ်စုကအဓိက၄ခုပေါ့နော်၄ခုထီးတယ်ဒီပရိဒါကနန်းအုပ်စုကထွက်တတ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီပရိဒါကနန်းအုပ်စုထဲမှာ၄ခုထီးတဲ့ကနန်းတွေကထွက်လိရှိတယ်ဆိုတော့ဟာမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒါလေးတွေရှိတယ်ဆိုတော့အဓိကပြောချင်တာကကျွန်တော်တို့ကဒီနောက်တစ်ပတ်မှာကျွန်တော်တို့ဘာလို့ထိုးရမလဲဆိုတော့ကျွန်တော်တို့ဒီလာမတစ်ပတ်စာတော့ကကျွန်တော်တို့ကဒီမှာနော်မနက်ထိညပိတ်တူရတာရှိရပြီးရင်တောက်ကြနေကုန်မှာကျွန်တော်ခွန်တစ်လုံးထိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနောက်တစ်ပတ်မှာညီကိုနော်ပြီးရင်တောက်ကြ
ညနေမှာကျွန်တော်ပူပရိတ်ကြရတယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပတ်မှာညီကိုပေါ့နော်ဆိုတော့ဒီလာမယ့်တစ်ပတ်မှာညီကိုကထုတ်ဖို့ရာခိုင်နှုန်းများတယ်ပေါ့နော်အဲ့ဒီလူဟာရှိတယ်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာဒီတောက်ပြညနေမှာအပူထွက်တယ်ဆိုလို့ရှိရင်ဒီတဲလာနေမနက်မှာပေါ့နော်တဲလာနေနေကုန်မှာပေါ့မနက်မဟုတ်နေကုန်မှာပေါ့နော်ဒီတနေ့လာနေကုန်မှာကျွန်တော်တို့ကဘာထွက်တယ်လဲဆိုတော့ညီကိုနဲ့နက်ခတ်ပေါ့နော်ညီကိုနဲ့နက်ခတ်အဲ့နှစ်ခုတည်းကတစ်ခုထွက်လီရှိတယ်ပေါ့နော်ဆိုတော့အမြဲတမ်းတော့မထွက်ဘူးဒါပေမဲ့ထွက်လီရှိတယ်ပေါ့နော်ညတော့ဖြစ်ရာခိုင်နှုန်းတစ်ခုထိတော့ထွက်တယ်ပေါ့နော်ဆိုတော့ဒါကိုလည်းကျွန်တော်မိတ်ဆွေတွေအနေနဲ့တတိထားဖို့ကျွန်တော်ကဒါဝေမျှလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဆိုဒီတစ်ပတ်စာကကျွန်တော်စီမှာပါရှိတယ်ဆိုတော့ဒီမှာပေါ့နော်ဒါနော်ဒီခုမှကြလေးလုံးခွေရှိတယ်ပြီးကြလို့ရှိရင်တစ်ပတ်စာရှေ့ဘရိတ်တစ်လုံးထိရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလူချင်းနဲ့ကျွန်တော်ကိုမရဲ့အနေနဲ့က comment ထဲမှာရှိတဲ့စာပြလေးပေါ့နော်စာပြလေးကိုနှိပ်ပြီးတော့မှကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်ဆိုတော့အားလုံးပဲနော်လာမယ့်တစ်ပတ်မှာလည်းအဆင်ပြေကံကောင်းကြပါစေငွေတွေဝင်လို့စိတ်ပျော်ရွှင်ကြပါစေခင်ဗျ